ကလေးငယ်တူပျောက်ဆုံးသွားတာနှစ်ချီကြာခဲ့ပေမဲ့မိဘတွေကလက်မလျှော့ပဲနဲ့အပူတပင်လိုက်လံရှာဖွေတဲ့အချိန်မှာမထင်မှတ်ပဲနဲ့မိဘမှာတာယောင်စားတောင်းနေတဲ့ကလေးငယ်တူကိုပြန်လည်တွေ့ရှိခဲ့တာပေါ့နော်။ဦးလေးဖြစ်တဲ့သူကအဲ့ကလေးကိုစားတွေ့တဲ့အချိန်မှာသွေးရစကားပြောတယ်ထင်တယ်။အဲ့ကလေးကိုသူကတေချာကြည့်နေရပါတော့။ငါရဲ့ပျောက်ဆုံးသွားတဲ့ကလေးနဲ့တော်တော်တူတာပဲဆိုပြီးကြည့်နေတဲ့အချိန်မှာသူကဒါအမှတ်ရပဲကလေးရဲ့နာမည်စိုးထုအောင်ဆိုပြီးလှမ်းခေါ်လိုက်တယ်။အဲ့ကလေးလေးကလှည့်ကြည့်တယ်ပျောက်ဆုံးသွားတဲ့ကလေးက၈နှစ်မှပျောက်သွားတာ။ပြန်တွေ့တဲ့အချိန်မှာ9နှစ်ကျော်ပြီပေါ့နော်။အဲ့ကလေးကပြန်ကြည့်အမှတ်တမဲ့ဆိုတော့ကလေးကအရင်တော့တတနာမဟုတ်ပဲနဲ့ဆော့ဆော့ပြက်ပြက်လေးဖြစ်နေရပါတော့ဦးလေးဖြစ်တဲ့သူကလည်းဒါတေချာစိုက်ကြည့်နေငါတူလေးနဲ့တူတယ်ဆိုပြီးကြည့်နေတဲ့အချိန်မှာပဲကလေးလေးကပြန်ထူတဲ့အတွက်ကို तू ကအန်ဝမ်းတာပြီဟဲသားလေးသားကိုဦးတို့လိုက်ရှာနေတော်တော်ကြာနေပြီပေါ့နော်ဒါကြောင့် तू ဝမ်းတာပြီဖက်နေတဲ့အချိန်မှာအဲ့ကလေးကိုလက်ဆွဲပြီးလာဦးနဲ့လိုက်ခဲ့ဆိုပြီးခေါ်တဲ့အချိန်မှာအဲ့ကလေးငယ်ကိုတောင်းရမ်းစားတောက်ခိုင်းတဲ့အကောင်ဘောနော်အဲ့အကောင်ကနေပြေးလာပြီးတော့ဟဲ့မင်းဘာလုပ်တာလဲဆိုပြီးတော့ဒါငါကလေးဆိုပြောတဲ့အချိန်မှာမင်းဘာလာပြောနေတာဒါငါတူလေးငါပျောက်နေရဒါနှစ်နဲ့ချီကြာနေပြီဒီမှာငါသွားလီရထည့်လာတယ်ငါအတူလေးရဲ့ဓာတ်ပုံဆိုပြီးပြလိုက်လဲခါလဲကြောက်အဲ့ကောင်ကထွက်ပြေးသွားအမှန်တကယ်ရတယ်တကွက်လိုသွားတယ်သိလားကျမရာဆိုရင်ဒီလားကလေးရဲ့မိဘကိုဖုန်းဆက်လမ်းခေါ်ပြီးတော့အဲ့အကောင်ကိုစောင့်ကြည့်တာဒီကလေးကဒီမိဘမှာတောင်းရမ်းနေတယ်ဆိုရင်ဒါတနေကုန်တောင်းမှာပဲလေဘယ်မှတော့မှမဟုတ်တယ်မလားဒါ तू လဲရုတ်တရက်ဆိုတော့တူလေးတွေ့လို့ဝမ်းသာသွားတယ်ပိုင်ပေါင်ပါကွာနော်အဲ့တော့ဒီကလေးဒီကိုဖမ်းပြီးတောင်းရမ်းစားတော့ခိုင်းတဲ့အကောင်ကတော့လွတ်သွားတယ်ပေါ့နော်ဒါလှိုင်းသားရမှာဖြစ်သွားတာတိုင်းသားမှာဖြစ်တာပေါ့ဒါဦးလေးဖြစ်တဲ့သူကနေပြီးတော့ post တင်ပြီးတော့ဒါပြထားပေါ့နော်ကလေးတွေပျောက်တယ်ဆိုမပေါ်စားပါနဲ့ဒါတချို့တွေကလူပျောက်တိုင်တယ်ဒါပေမဲ့မထူးကြဘူးဘာလို့မထူးကြလဲဆိုမော်လမြိုင်မှာပျောက်သွားတဲ့ကလေးကရန်ကုန်ခေါ်လာတယ်ရန်ကုန်ကပျောက်သွားတဲ့ကလေးကမန္တလေးကိုပို့တယ်အဲ့ခါကျတော့ကိုရီးယားတော့ပျောက်သွားပြီမန္တလေးဆိုမန္တလေးဝင်းကျင်မှာပဲရှာနေတော့မယ်မော်လမြိုင်ဆိုမော်လမြိုင်ဝင်းကျင်မှာပဲရှာနေတော့မယ်ဒါပေမဲ့ဒီဂိုင်းနဲ့လှုပ်ရှားနေတဲ့အကောင်တွေကကြောက်ကလေးတွေကိုအဲ့ဒီလိုလဲလိုက်တဲ့အခါကျတော့ဒါမိဘတွေကဘယ်လဲရမယ်မသိတော့တဲ့အခါကျတော့ဒီလိုမျိုးပေါ့နော်ကလေးတွေကပျောက်တယ်ဒါအခုတလောဆိုလို့ပျောက်လိုက်တဲ့ကလေးတွေဆိုတာလေပျောက်ရင်နေ3 4 5 6 9 9 10 9နှစ်အဲ့ကလေးတွေတော်တော်များများပျောက်တဲ့အတွက်ကတော့မိဘတွေတော်တော်သတိထားကြပါဒီကလေးဆိုရင်ဒါမိဘနဲ့ဒါကလေးကအောင်မင်္ဂလာကားဝင်းထဲမှာဒါပျောက်သွားတာပေါ့နော်မိဘနဲ့ကလေးအတူတူသွားနေရင်တော့အောင်မင်္ဂလာဝင်းထဲမှာဒီကလေးလေးကကြံခဲ့တာတဲ့ကြံခဲ့တဲ့ခါကျတော့မိဘကားပေါ်တက်ပြီးတော့သူအထုပ်ဘိုးတွေနဲ့နေရာချပြီးတဲ့အချိန်မှာပြန်လဲကြည့်သူကလေးမပါတော့ဘူးပေါ့နော်သူကလေးမပါတော့ဘူးဒါကားပေါ်ကနေစမီပြန်သွားရှာပေမဲ့အဲ့ကလေးကိုမတွေ့တော့ဘူးဒါအဲ့အချိန်တုန်းကလည်းဒါပျောက်သွားရဲဆိုတဲ့အကြောင်းဒါနိစက်ရစခန်းတွေမှာဒါတိုင်ချက်ဖွင့်ထားပေမဲ့ဒီကလေးကအောင်မင်္ဂလာမှာပျောက်သွားတဲ့ကလေးကဒါလိုက်တရမှာအခုပြန်တွေ့ရပါတော့တနစ်ကျော်ကြာတဲ့အချိန်မှာပဲကလေးကတော်တော်လေးကိုစုပ်ပြက်ပြီးတော့ပေါ့နော်ရှင်းပြောရင်သူမိဘရဲ့လက်ထက်ကလို့တော်တော်မြောင်မရှိတော့ဘူးပေါ့နော်တချို့တွေကျတော့လည်းမမှတ်မိတော့တာလေရှိကိုသားသမီးကကိုလက်ထက်မှာကျတော့ဖြူတန်လေးဒီကောင်လေးလက်ထဲလေးရောက်တော့ဒါရှင်းပြောရင်ကွာတောင်းစားတဲ့ကလေးကြတန်းတန်းပြပြဘသူကထဲချင်ပါလဲအဲ့တော့စွတ်ပြပြနဲ့ကွာတီးမှာကလေးတွေသူတို့ထုထောင်းတာပဲရှိမှာပေါ့နော်အဲ့တော့မမှတ်မိဘူးဒါပေမဲ့သူရစကားပြောတဲ့ခါကျတော့ဦးလေးဖြစ်တဲ့သူကလမ်းခေါ်လိုက်ကိုကလေးကထူလိုက်တဲ့အချိန်မှာဒါပြန်တွေ့သွားတယ်ပေါ့နော်